ဘယ်မိဘကမှတော့သူတို့သားသမီးစာဖို့တင်မောသီကိုခွဲပြီးတော့အိမ်သားရှိကြံပြမှာထားခဲ့မှာမဟုတ်ဘူးနော်ပြီးတော့မှလန့်စရာတစ်ခုကောင်းတာကသူတို့တကယ်ထားခဲ့တာကဒီမိဖို့ကြောင့်လည်းကစပွဲမှာအုပ်ဆောင်အုပ်ပြီးထားခဲ့တာဒါပေမဲ့သူတို့တကယ်လည်းပြန်ရောက်လာကြတော့သူတို့တွေးလိုက်တာကဒီအိမ်သားရှိကကြံပြမှာတင်မောသီပကံရောက်နေဘာမှခြေရလက်ရလည်းမရှိဘူးဘာမှအဖိတ်စင်လည်းမရှိပဲအားလုံးပဲမင်္ဂလာပါ Time Miss ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ပုံနကားတိုက်တယ်ဆိုတာကဘာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ပြပေးချင်တယ်တပိုင်းထဲမှာပုံနကားတိုက်တဲ့အဖြစ်အပျက်တွေအများကြီးရှိခဲ့တယ်အဲ့ဒီကမှကဘာအနှံ့မှာတကယ်ကိုမှထင်ရှားတဲ့အဖြစ်အပျက်တစ်ခုနဲ့မြန်မာနိုင်ငံမှာတကယ်ဖြစ်ပျက်ခဲ့တဲ့ပုံနကားတိုက်တဲ့အဖြစ်အပျက်တစ်ခုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့တင်ပြပေးချင်တယ်ကဲဒီတော့ပုံနကားတိုက်တယ်ဆိုတာကဘာလဲဆိုတာကို Time Miss နဲ့အတူရှောက်ပြကြည့်လိုက်ကြရအောင်ပုံနကားတိုက်တာကိုလူတွေကအလွယ်တကူ ghost တရေဝိညာဉ်စသည်ဖြင့်အလုပ်ခေါ်ပေမဲ့အင်္ဂလိပ်လိုမျိုးပုံနကားတိုက်တာကို poltergeist ဆိုပြီးကျွန်တော်တို့ခေါ်တယ်တကယ်တမ်းပြောကြလို့ရှိရင်ဝိညာဉ်တရေတွေထက်သူကပိုပြီးတော့ရှုပ်ထွေးတဲ့အဖြစ်အပျက်လိုမျိုးပေါ့နော်သူကပုံနကားတိုက်ပြီးဟေးဆိုရင်ဘာတွေပါလာမလဲဆိုရင်ဥပမာတကားတွေကဖွင့်လိုက်ပိတ်လိုက်နဲ့သူ့အလိုလိုဖြစ်နေတာတို့မိဖို့ကြောင့်လည်းမှာပကံခွက်ရောင်းမတွေကအလိုလိုမျိုးလေထဲမြောက်တာတို့သူကတာသူချမ်းမြေမောင်ပြောက်ကြတာတို့ပြီးတော့မှစပွဲတစ်ခုနဲ့တစ်ခုကိုအမျိုးခုံကူရတဲ့ပကံတွေတို့ပြီးတော့မှအဖြစ်ပြက်တချို့ဆိုရင်ဘယ်လောက်တောင်များလဲဆိုဥပမာဒီမိဖို့ကြောင့်လည်းမှရှိတဲ့ပစ္စည်းအကုန်လေပေါ်ကို3စက္ကန့်လောက်ဒီမြောက်သွားတာစသည်ဖြင့်သူကဒီအရာဝတ္ထုပစ္စည်းတွေကိုလည်းအများသောအားဖြင့်ပြပြီးတော့မှ6လမ်းတက်တဲ့ပုံစံပါနော်ကဲဒီတော့အဲ့ဒီကမှအရန်ကုန်မှထင်ရှားတဲ့အဖြစ်အပျက်တစ်ခုရဲ့မြန်မာနိုင်ငံကအဖြစ်အပျက်တစ်ခုကိုကျွန်တော်ပြောပြချင်ပါတယ်အရန်ထင်ရှားတဲ့ပထမဆုံးအဖြစ်အပျက်ကကြတော့ Enfield Poltergeist လို့ခေါ်တဲ့အဖြစ်အပျက်တစ်ခုပါသူက1989မှာဖြစ်ခဲ့တယ်အင်္ဂလန်နိုင်ငံလန်ဒန်မြို့ Enfield ဒေသမှာမိသားစုတစုကစိုက်ပျိုးရေးအလုပ်ကိုလုပ်ပြီးတော့ကောင်းကောင်းမွန်မွန်နေထိုင်နေကြတယ်သူတို့အိမ်မှာနေထိုင်တာနှစ်တည်းလည်းအများကြီးကြာပေမဲ့ဘာမှမဖြစ်ခဲ့ဘူးအားလုံးကပုံမှန်လိုပဲဒါပေမဲ့တညမှာကျတော့ဒီအပေါ်ဖက်အခန်းမှာရှိတဲ့သူတို့ကလေးအိတ်တဲ့အခန်းတွေကကတင်တလုံးကတဖြည်းဖြည်းလှုပ်လာတဲ့အတန်ကိုသူတို့အားလုံးခံစားမိတယ်ပထမတစ်ခေါက်ကျတော့မိဘတွေထင်တာကသူတို့ကလေးတွေကသူတို့ကိုစနေတာပေါ့နော်ဥပမာသူတို့ညကြီးအတန်ကြားလို့ကလေးတွေအခန်းတက်ကြည့်ကြလို့ရှိရင်ကလေးတွေကအကုန်အိတ်နေတယ်ဒါသူတို့ထင်လိုက်တာကကလေးတွေကသူတို့မလာခင်မှာကတင်ပေါ်မှာခုံပေါက်ပြီးစောနေတယ်သူတို့လည်းလာရောအိတ်ချင်ရောင်စောနေတယ်စသဖြင့်သူတို့ဆက်ချင်းအလုပ်တင်ခဲ့ကြတယ်ဒါပေမဲ့နောက်ပိုင်းမှာကျတော့သူတို့မိသားစုတွေအကုန်လုံးထမင်းစပွဲဝိုင်းမှာဝိုင်းထိုက်ပြီးတော့စားနေကြတဲ့အချိန်ဘယ်သူမှမရှိတဲ့အပေါ်ထက်ကနေပြီးတော့ဒီတကားခောက်တန်တွေကြားလာတဲ့ကလတ်ထိုင်တွေရွှေ့လာတဲ့အတန်ကြားရတယ်ပြီးတော့မှဒီတကားရဲ့နေရန်ထဲကနေပေါ့နော်တစုံတစ်ယောက်ကနေပြီးအပြင်ကိုလှမ်းထူတဲ့အတန်တွေကိုသူတို့စက်တိုက်လိုမျိုးကြားလိုက်ရတယ်ဒါနဲ့သူတို့အကောင်လုံးလည်းကြောက်လန့်ပြီးတော့ဒီရဲတပ်ဖွဲ့ကိုသူတို့ခေါ်လိုက်တယ်ဒီမှတ်တမ်းတွေအရာကြတော့ရဲတပ်ဖွဲ့ထဲကရဲတဦးကသူတို့ကိုအမှုစစ်မေးမြန်းနေတော့မှပဲသူ့ရဲ့မျက်စိတောင်မှာအိမ်ထဲကကလတ်ထိုင်တစ်လုံးကဘယ်သူမှမထိပဲနဲ့လှုပ်ရမ်းသွားတာကိုမြင်ခဲ့တယ်ဆိုပြီးတော့မှတ်တမ်းထဲမှာရေးထားတာကိုကျွန်တော်တို့သိရပါတယ်ဒီအဖြစ်ပြက်ကအင်္ဂလန်တစ်ခုထဲမှာပဲမဟုတ်ဘဲနဲ့နောက်ပိုင်းကျတော့ကမ္ဘာအနှံ့မှာရှိတဲ့သတင်းစာတွေစုံတောက်တွေပြီးတော့မှဒီ paranormal researcher တွေပေါ့နော်အဲကြားထဲမှာအကြီးကျယ်ကမှစိတ်ဝင်စားစရာကိစ္စတစ်ခုဖြစ်လာခဲ့တယ်အဲ့ဒီကမှအထူးဆန်းဆုံးကိစ္စကဘာလဲဆိုတော့သူတို့ရဲ့မိသားစုထဲက Janet ဆိုတဲ့ကောင်မလေးကတခါတလေကြောက်လို့ရှိရင်သူ့ရဲ့ကလေးမအတန်မဟုတ်ဘဲနဲ့အတန်အော်ယောက်ျားအတန်နဲ့အဲ့လိုမျိုးအတန်ကြီးနဲ့စကားပြောလာတာတွေသူတို့ကြုံရတယ်အခုကျွန်တော်ဖွင့်ပြပေးမှာကကျတော့Janet ဆိုတဲ့ကောင်မလေးကတကယ်အပြင်မှာယောက်ျားကြီးအတန်နဲ့ပြောခဲ့တဲ့တကယ် record အစ်စ်ကိုကျွန်တော်ဖွင့်ပြပေးမှာဖြစ်ပါတယ်ခဏလောက်နားထောင်ကြည့်ပါYouTube ရဲ့ policy ကြောင့်ကျွန်တော်တခြားဗီဒီယိုကအတန်ကိုကျွန်တော်အရှိတင်ပြပေးလို့မရလို့ဒီလောက်နဲ့ပဲကျွန်တော်ရက်လိုက်တယ်ပေါ့နော်ဒီ Enfield Poltergeist နဲ့ပတ်သက်တဲ့ဒီရဲတွေရဲ့မြင်တွေ့မှုပြီးတော့သူတို့ကြားခဲ့တဲ့အကြောင်းတွေကိုမှတ်တမ်းတင်ထားတဲ့အကြောင်းတွေတခြားသော recordings တွေနဲ့ရှင်းမပြနိုင်သေးတဲ့အဖြစ်အပျက်တွေကိုမှတ်တမ်းတင်ထားတဲ့အကြောင်းအရာတွေကို Enfield Poltergeist ဆိုပြီးတော့ online မှာရှာဖွေနိုင်ပါတယ်ဒါကကြတော့ဒီနေ့တက်တီကိုမှကမ္ဘာတဝန်းမှာအရင်ထင်ရှားတဲ့ပုံနကားတိုက်တဲ့အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်မြန်မာနိုင်ငံရန်ကုန်မြို့ကပုံနကားတိုက်တဲ့အဖြစ်အပျက်ကကြတော့မင်္ဂလာတောင်ညွန့်မှာတကယ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်မင်္ဂလာတောင်ညွန့်မှာကျွန်တော်တို့နေတဲ့ရက်ွက်ထဲမှာပဲသူကဒီအိမ်ဟောင်းတစ်လုံးရှိတယ်အိမ်ကကိုလိုနီခေတ်ကလေးကဆောက်ထားပြီးတော့အဲ့မှာမျိုးဆက်ပေါင်း30လောက်တိနေခဲ့တယ်ပေါ့နော်အရှိကမျိုးဆက်နှစ်ခုမှာဘာမှမဖြစ်ခဲ့ပဲနဲ့ဒီတတိယမျိုးဆက်ကိုရောက်တဲ့အချိန်မှာသူတို့ဒီတညမှာတဲ့
မိဖို့ကြောင့်ဘက်ကနေပြီးတော့ပကံဒီကွဲကြတဲ့အတန်ကိုသူတို့ကြားလိုက်ရတယ်တအိမ်လုံးကြားတာနော်သူတို့အကောင်လုံးလန့်ဖြတ်ပြီးတော့တခိုးဝင်လာပါလားဆိုပြီးတော့မိဖို့ကြောင့်ဘက်ကိုတွားကြည့်လိုက်တော့ပကံဒီကသူ့နေရာနဲ့သူပဲမြေဒီချမ်းပြတ်မှာလည်းပကံကွဲတဲ့အကွဲစားတွေဘာမှမတွေ့ဘူးအကောင်လုံးကတသက်ရက်ပဲပကံဆိုလဲပကံစင်မှာပဲရှိတယ်ပြောချင်တာကဘာပကံမှမကွဲနေဘူးပေါ့နော်တရက်မှာအိမ်မှာရှိတဲ့မိသားစုဝင်တွေအကောင်လုံးအခန်းထဲမှာထိုင်ပြီးတော့ TV ကြည့်နေတဲ့အချိန်မှာအနောက်ဘက်ကနေပြီးတော့သူတို့ဒီအိမ်နောက်ဖိတကားကိုဖွင့်ပိတ်လိုက်တဲ့အတန်ကြားရတယ်ပေါ့နော်ဖွင့်ပိတ်တယ်ဆိုမှလည်းတကယ်ကိုမှအဲ့လိုအိုင်းနဲ့စောင့်ဖွင့်ပြီးတော့အိုင်းနဲ့စောင့်ပိတ်လိုက်တာသူတို့အကောင်လုံးကြားလိုက်တယ်ဒါပေမဲ့သူတို့အကောင်လုံးလန့်ပြီးတော့ချက်ချင်းတွက်ကြည့်လိုက်တဲ့အချိန်မှာတကားကအထဲကနေပြီးတော့တောက်ခရက်တိုင်းဘာဆိုဘာမှပွင့်လည်းမပွင့်နေဘူးဒါနဲ့သူတို့အကောင်လုံးအရင်လန့်သွားတယ်ပေါ့နော်နောက်ထပ်အဖြစ်အပျက်တစ်ခုကဘာလဲဆိုတော့သူတို့ဒီအိမ်ကကလေးတွေကိုသူတို့ကြောင်းပို့ပြီးတော့ကြောင်းကြိုတယ်ပေါ့နော်ကြောင်းကြိုပြီးပြန်လာတဲ့အချိန်ကျလို့ရှင်ပစ္စည်းတွေကဒီအဖေနဲ့အမေထားခဲ့တဲ့နေရာမှာမဟုတ်ဘဲနဲ့ပစ္စည်းတွေကရွေ့နေတယ်သူတို့ပြန်ပြောပြချက်ရဘလောက်ထိတောင်တိတာလဲဆိုတော့သူတို့ကတဲ့ဒီကလေးတွေပြန်လာကြလို့ရှင်စားရအောင်ဆိုပြီးတော့သူတို့ဒီတင်မောတီခွဲပြီးတော့ထားခဲ့တယ်ပေါ့နော်ဒါပေမဲ့သူတို့ထားခဲ့တဲ့တင်မောတီပကံကအင်တာအရှိကကြမ်းပြင်းမှာရောက်နေတယ်ဆိုပြီးတော့ဒါကသူတို့အတွက်အရန်ကုန်မှာဘယ်လိုပြောရမလဲလန့်သွားစေတဲ့ဖြစ်ရတစ်ခုပေါ့နော်တင်မောတီကိုခွဲပြီးတော့ထားခဲ့တာကထမင်းစပွဲကဥဆောင်အောင်မှာဒါပေမဲ့ပြန်ရောက်တဲ့အချိန်မှာတွေးလိုက်တာကအင်တာရှိကကြမ်းပြင်းမှာဒီလိုအဖြစ်အပျက်တွေသူတို့နေ့တိုင်းကြုံလာရကြတော့အဖေကောအမေကောကလေးတွေကောနေ့တိုင်းသူတို့အယံမှာကြောက်လာတယ်နောက်တော့သူတို့မနေရတော့မနဲ့အိမ်ကိုပဲသူတို့ဒီစီးတစ်ခုနဲ့သူတို့ရောင်းပြီးတော့မိသားစုတစ်ခုလုံးတခြားမျိုးနဲ့ပြောင်းသွားတယ်ပေါ့နော်ဒါကဒီမြန်မာနိုင်ငံရန်ကုန်မှာဖြစ်ခဲ့တဲ့ပုံလကတိုက်တဲ့အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးအဆုံးထိကြည့်ရှုခဲ့တဲ့အရာချင်းစီတိုင်းကျေးဇူးများတင်ပါတယ်နောက်လည်းဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အဖြစ်အပျက်တွေကိုဆက်လက်ပြီးတော့တင်ပြပေးအောင်ပါမလို့ဆက်လက်ပြီးတော့အားပေးကြပါဦးကျေးဇူးများတင်ပါတယ်